အားလုံးပဲမင်္ဂလာပါအခုနောက်ပိုင်းစင်ကာပူမှာရှိတဲ့ပိုလီကျောင်းတွေပြန်ခေတ်စားလာပါတယ်ခေတ်စားလာတဲ့reason ကတော့ကျွန်တော်ထင်တာတော့ဒီမြန်မာနိုင်ငံနဲ့လည်းနီးတဲ့စင်ကာပူနိုင်ငံမှာရှိတဲ့ကျောင်းတွေရဲ့နောက်စင်ကာပူရဲ့ပညာရေးစနစ်ကလည်းဒါပြောစရာမလိုတော့ကမ္ဘာ standard မှာပြည့်မီပြီးသားဒီစနစ်တစ်ခုလည်းဖြစ်တယ်နောက်ပိုလီကျောင်းပြီးဝိုင်းလည်းအဲ့ရနေမှာတဆင့်ဒီဒါကို bridging တစ်ခုအနေနဲ့ပေါ့နော်နောက်တခြားဒီ university degrees တွေနောက်ဘွဲ့သင်တန်းတွေကိုလည်းဆက်ပြီးတော့စင်ကာပူမှာပဲဖြစ်ဖြစ်နောက်တခြားအနောက်နိုင်ငံတွေမှာဖြစ်ဖြစ်သွားပြီးတက်ရောက်လို့ရတဲ့အနေအထားမှာရှိရတော့ပို့ပြီးခေတ်စားလာတယ်လို့ဒါထင်ပါတယ်ပေါ့အဲ့ကျွန်တော်လည်းစင်ကာပူမှာပိုလီတက်ခဲ့ပြီးတာဖြစ်တဲ့အတွက်ဒီပိုလီနဲ့ပတ်သက်တဲ့အတွေ့အကြုံလေးတွေ share ဖို့တော့ဒီ series တွေတခုလုပ်မယ်ဆိုပြီးကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်ဒါအနည်းဆုံးပိုလီတက်မဲ့ဒီညီကိုမောင်နှမတွေနောက်ဒီပိုလီတက်ဖို့စုံစမ်းပေးနေတဲ့ညီကိုမောင်နှမတွေရဲ့မိဘတွေလည်းဒါကိုဒီကျွန်တော်အတွေ့အကြုံကိုဒါသိရှိခြင်းအပြင်ပို့ပြီးတော့ခိုင်မာတဲ့ဆုံးဖြတ်ချက်ချနိုင်ပြီးဒါဘာဆက်လုပ်အောင်လဲဆိုပြီးသိသွားရင်တော့ဒါကျွန်တော်ဒီဗီဒီယိုလေးလောက်ရကြုံနေပါတယ်ပထမဆုံးကျွန်တော်ဒီအပိုင်းမှာပြောချင်တာကတော့ဒီအခုကျွန်တော်တွေ့နေရတာပေါ့နော်ဒီ poly forums တွေမှာရောဒါ poly ကျောင်းတက်မဲ့ဒီကျောင်းသားကျောင်းသူတွေအမေးများတာတော့ဒီဘယ် poly ကပိုကောင်းလဲပေါ့နော်ဒါ poly တွေကစင်ကာပူ poly 5ကျောင်းရှိတယ်ဒီ SP NP နောက် NYP TP နောက် RP ဆိုပြီးတော့5ကျောင်းရှိတယ်ပေါ့နော်အဲ့ဒီမှာစင်ကာပူ poly SP ကတော့ပထမဆုံးစခဲ့တဲ့အကြောင်းဖြစ်ပြီးတော့ဒါနာမည်အကြီးဆုံးဖြစ်တယ်နောက် RP ကတော့နောက်ဆုံးမှဒီဖွင့်လှစ်ခဲ့တဲ့အကြောင်းဖြစ်ပြီးတော့ဒါအရင် prefer မဖြစ်ကြတဲ့အကြောင်းဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အားလေးကိုနည်းနည်းလေးခွဲပြီးတော့ပြောပြသွားပါမယ်ပြီးကျွန်တော် experience နဲ့ရှင်းပြီးပြောပြသွားမှာပဲပြီးတော့နောက်ကိုယ့်အတွက်ကိုပဲပိုလီရွေးချက်တင်တယ်ပေါ့နော်ကိုဘာလုပ်တင်လဲဆိုတာပတ်သက်ပြီးတော့ဒါဆွေးနွေးပေးထားပါတယ်ပေါ့အဲ့တော့ကျွန်တော်ရဲ့ background ကတော့ကျွန်တော်က Republic Poly မှာကျောင်းတက်ခဲ့တာပါ Republic Poly မှာကျောင်းတက်ခဲ့ပြီးတော့ဒီ3နှစ် course ပေါ့နော်ကျွန်တော်ယူခဲ့တဲ့ major ကတော့ဒါ Diploma in Industry and Operations Management ပေါ့အဲ့တော့ engineering မှာကျွန်တော်ကဒီ Industry Engineering ဘက်သွားတယ်နောက် Operations Management နဲ့ပါတဲ့ဒီဘယ်လိုပြောမလဲဒါmanagement ဘိုင်းဆိုင်တဲ့ဒီ diploma ကိုကျွန်တော်တက်ခဲ့တာပေါ့နော် engineering အစစ်လည်းမဟုတ်ဘူးဒီတော့အရန်တွက်ချက်တဲ့ engineering မျိုး civil engineering တို့ avionics engineering electrical engineering စတဲ့မျိုးတွေလည်းမဟုတ်ဘူးနောက် management မှာလည်းဒီ business management မဟုတ်ဘဲနဲ့ operation management နဲ့ဆိုင်တဲ့ဘာသာမျိုးပေါ့နော်အဲ့လိုတက်ခဲ့ရတာပေါ့အဲ့တော့ကျွန်တော်အတွေ့အကြုံကတော့ကျွန်တော်စပြီးတော့အကြောင်းလျှောက်တုန်းကတော့ဒါဒီ poly တက်တုန်းကကျွန်တော်ဘာကြည့်လိုက်လဲဆိုတော့ဒီအတူကောက် DIOM ပေါ့ကျွန်တော်တက်ခဲ့တဲ့ course ကသူကဒီ course ပြီးဝိုင်းနဲ့ထပ်သွားနိုင်တယ်ဒီဘွဲ့ယူမယ်ဆိုထပ်သွားနိုင်တဲ့ဘာသာတွေများတယ်ပေါ့နော်များတော့ကျွန်တော်ကလည်းဒါကိုယ့်ကိုအဲ့ဒီအချိန်မှာကျွန်တော်10တန်းပြီးတဲ့အချိန်ကျွန်တော်တို့ခေတ်ကတော့ဒါ16နှစ်လောက်ဆိုတော့ကိုရိုင်းအောင်ဘာကိုစိတ်ဝင်စားတယ်မသိတဲ့အရွယ်ပေါ့နော်အဲ့လိုအရွယ်မျိုးဆိုတော့ကျွန်တော်ကတော့ဒီ generalist ဒီ course ကိုပဲ enroll လုပ်မယ်ပြီးတော့မှကိုယ့်ကို figure out လုပ်မယ်ဆိုပြီးတော့ဒီမျိုးနဲ့အဲ့လိုမျိုးတွေးပြီးတော့ကျွန်တော်ဒီဘာသာကိုပဲရွှေ့ခဲ့တာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ပြောချင်တာအခုဘယ်ပိုလီအကောင်းဆုံးလဲဆိုပြီးစဉ်းစားမယ်ဆိုရင်ပထမဆုံးစဉ်းစားမှာကိုပြန်ပြီးတော့နော်ကိုယ့်ရဲ့ plan ပါလဲပေါ့မိဘတွေဆိုရင်ကိုသားသမီးအတွက် plan ပါလဲဒီပိုလီကျောင်းပြီးပြီးတော့ဒီကျောင်းဖြတ် diploma ပြီးတဲ့ဘွဲ့လက်မှတ်နဲ့ပဲစင်ကာပူမှာအလုပ်လုပ်မယ်လုပ်ပြီးတော့ပဲဒါကိုပဲထောက်လျှောက်လုပ်တော့မယ်ပြီးတော့ part time university ပါတက်ဖို့အတွက်စိတ်ကူးရလားဒါမှမဟုတ်ရင်နောက်တစ်ခုကကြတော့ဒီပိုလီမှာကျောင်းတက်မယ်ကျောင်းပြီးသွားရင်စင်ကာပူမှာရှိတဲ့ university ထားပါ NUS NTU ပေါ့နော် SMU လို့ university ဝင်ဖို့အတွက်ကိုစ조사မှာလားပြီးသွားရင်နောက်ဆုံးတစ်ခုကကြတော့ဒီကျောင်းတက်မယ်ပိုလီပြီးသွားတဲ့အချိန်မှာဒီစင်ကာပူမှာတော့မဟုတ်ဘူးတခြားနိုင်ငံတွေထားပါကျွန်တော်အခုကျွန်တော်လမ်းကြောင်းလို့ပေါ့ Australia မှာကျောင်းလာတက်မှာဒါမှမဟုတ် UK US တို့ Canada တို့မှာကျောင်းသွားတက်မှာဒီပိုလီကရတဲ့ဘွဲ့လက်မှတ်နဲ့ပေါ့နော်တက်မလားပြီးတော့အဲ့ကျောင်းမတက်ခင်ကြားထဲမှာရောအလုပ် experience တွေပါတယ်ရအောင်လုပ်မလားပေါ့နော်အဲ့ဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ချိန်ရမှာဖြစ်တယ်ပေါ့ဒါတော့ပထမတစ်ချက်ပေါ့အဲ့တော့အဲ့ဒီမှာဘာကွာလဲဆိုတော့အဓိကပြောချင်တာဒီစင်ကာပူပိုလီကဒါတက်တန်းအကြဆုံး reputation အကောင်းဆုံးပိုလီဖြစ်တယ်ဒါပေမဲ့ဒီကိုယ့်ရဲ့ရည်မှန်းချက်ကပိုလီပြီးဝိုင်းလည်းဆက်သွားဖို့အတွက် plan ရှိတယ်ဆိုရင်ကျွန်တော်အမြင်ကတော့ဘယ်ပိုလီတက်ကိစ္စမရှိဘူးဒါပိုလီတိုင်းကတော့ပြီးွားရင်ဒီနိုင်ငံတကာမှာရှိတဲ့အကြောင်းတွေရောစင်ကာပူမှာရှိတဲ့အကြောင်းတွေရောဒါဒီကပိုလီမှာတက်ခဲ့တဲ့ course ကိုအားလုံးက recognize ဖြစ်ပြီးသားဖြစ်တဲ့အတွက်ဒီအကြောင်းပြီးွားလဲထပ်ပြီးတော့ university တက်ဖို့ကတော့လမ်းကြောင်းရှိပြီးသားပေါ့နော်
တချို့တွေကြောင့်လည်း government university ပဲ private university ကိုတက်တာရှိတယ်အဲ့တော့ဒါကတော့တန်းကျောင်းတွေကတော့အကုန်ရှိပြီးသားအဲ့တော့အဲ့အားမျိုးဆိုတော့ကျွန်တော်ဆိုရင်တော့ poly မှာဘယ် poly ကောင်းတယ်ဘယ် poly ရွေးတင်တယ်ဆိုပြီးတော့အရင်ဒါကိုတွေ့ဝေမနေဘူးပေါ့အဲ့တော့ဘာနဲ့ပတ်သက်ပြီးပို့ဆုံးဖြတ်တယ်လဲပေါ့နော်ဒီ poly ရဲ့ ranking ကိုသွားမကြည့်ပဲနဲ့နောက် ranking ဆိုတော့ဒါ poly 5ကျောင်းကအရင်ကြီးလည်းကျွန်တော်အမြင်မှာတော့မကွာဘူးပေါ့ဘာပဲကွာလဲဆိုတော့ ranking ထက်ဆိုင်ဒီသူတို့သင်ပုံသင်ဒီအကြောင်းသားတွေလောက်ရတဲ့ဒီစာလို့ရမယ်ဒီနောက်အရေးကြီးဆုံးကကျတော့သူတို့ offer ပေးတဲ့ course တွေမှာကွဲပြားမှုရှိတယ်ပေါ့အဲ့တော့အဲ့ဒါကိုကြည့်ပြီးတော့ပဲဆုံးဖြတ်တယ်လို့ဒါကျွန်တော်အချင်းချင်းပေးပြရစီပေါ့နော်ဥပမာပေါ့ကျွန်တော်ကဒီထားပါတော့ကျွန်တော်ကဒီ business management ဘိုင်းကိုဘွဲလိုချင်တယ်ကျွန်တော်လိုချင်တဲ့ဘွဲကနောက်ပိုင်း SMU မှာ economics ဒါမှမဟုတ် SMU လို့အကြောင်းမှာကျွန်တော်ဒီ business management ဟို BBM ပေါ့နော် Bachelor of Business Management မျိုး NUS SMU လို့မှာတက်ချင်တယ်အဲ့လိုမျိုးစိတ်ကူးရပေါ့အဲ့မျိုးဆိုရင်ကျတော့ဒီကိုသွားခြင်းနဲ့နောက်ပိုင်းသွားခြင်းနဲ့ဘာသာရပ်နဲ့ဒီဘွဲကိုကြည့်ပြီးတော့ work backwards ပေါ့နော်အဲ့ဒီမှာတစ်ဆင့်ဘယ်ပိုလီကျောင်းကဒါမျိုးနဲ့တူတဲ့ business မျိုးဒီ course မျိုး offer ပေးလဲပေါ့အဲ့ဒါကိုပြန်ပြီးသုံးသပ်မှာပေါ့အရေးကြီးဆုံးကအဲ့ဒါပေါ့ဥပမာကျွန်တော်သိတဲ့လောက်ကဒီMasak Poly ဆိုရင်လည်း business မှာဘိုင်မှာ strong ဖြစ်တယ်ပေးတယ်ဒီ banking တို့ business management တို့ရှိတယ်ကျွန်တော်တက်ခဲ့တဲ့ RP မှာဆိုရင်ကျတော့လည်းဟို business ဘိုင်းနဲ့သူက ID နဲ့ဆက်နွယ်ထားတဲ့ဘာသာတွေပို့ပြီးတော့ strong ဖြစ်တယ်ပေါ့နော်ဥပမာ ID business analyst မျိုးတွားချင်တာလားအဲ့လိုမျိုးအဲ့တော့ဒီပထမဆုံးကို map လောက်ရမှာနံပါတ်1ကိုကဒီ poly ပြီးွားရင်ကိုသွားချင်တဲ့ line ကပါလေအဲ့ဒါကိုသိပြီလားသိတယ်ဆိုရင်ဒါခုနကပြောလို့ business management သိတယ်ဆိုရင် business management မှာကောင်းတဲ့အကြောင်းတက်ဖို့ရွေးတင်တယ်ပေါ့ SB က ranking ပိုကောင်းပြီမယ် reputation ပိုကောင်းတယ်ဒါပေမဲ့ TP က course ကကိုသွားချင်တဲ့ line နဲ့ပို့ပြီးတော့ဒါသက်ဆိုင်နေဆိုရင်တော့ TP ကိုရွေးတင်တယ်ပေါ့နော်ဒါကျွန်တော်ပေးချင်တဲ့အချက်ညမှာအဲ့တော့ဒါဘယ်လိုရွေးရမလဲပေါ့နောက်တစ်ခုကကြတော့ဒီကျောင်းရဲ့တင်ကြားပုံစနစ်ပေါ့နော်ကျွန်တော်ကတော့ဒါ RP မှာတက်ခဲ့ပြီ bias ဖြစ်တာဒါ bias ဖြစ်ရင်လည်းဖြစ်မှာပေါ့ကျွန်တော်တော့ RP ကိုတော့ကြိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ခေတ်က10တန်းအလွတ်ကျက်ပြီးတော့ဒါစာတွေဖြေရတဲ့ခေတ်ပေါ့နော်အလွတ်ကျက်တယ်မှာဒီအဖြေကိုတန်းပြီးကျက်ရတယ်ဒါကိုမှတ်မိအောင်လုပ်ရတာဆိုတော့ဘာမှတိတ်တင်ကြားတယ်ဟိုကိုဘကနားလဲတယ်ဆိုပြီးတော့မရှိလိုက်ဘူးဟာဒီစာအုပ်ကိုဖတ်စာကိုအလွတ်ဖတ်ပြီးကျက်ရတာပေါ့နော်အဲ့တော့ကျွန်တော်ကဒီ poly မှာကျတော့လေ RB ကျတော့ကျွန်တော်တို့ပြောင်းလဲသွားတာသူက program based learning ပေါ့နော်ဒီ PBL ဆိုပြီးတော့သူတို့ခေါ်တာသူက problem တစ်ခုကိုချပေးလိုက်တယ်ဥပမာခုန business management တက်မယ်ဆိုရင်သူကဘယ်လိုမျိုးလဲဆိုထားပါတော့ဥပမာဟိုဒီ CEO တယောက်ကဒီ company မှာသူတို့ကထားပါတော့ပစ္စည်းတွေကိုဖြန့်ချီရောင်းချတဲ့ company ဆိုရင်ပစ္စည်းဖြန့်ချီတဲ့အချိန်မှာဒီပစ္စည်းရဲ့ဟိုဖြန့်ချီတဲ့ဈေးပေါ့နော် logistic cost ကဈေးများတယ်ထားပါတော့ပစ္စည်းကိုကုန်းလန်းနဲ့ဖြန့်မယ်ပေါ့စင်ကာပူနိုင်ငံမှာ trucker တွေနဲ့ 7-Eleven မှာဒီပစ္စည်းကိုဖြန့်မယ်ဆိုရင်အဲ့ဒီဈေးကများနေတယ်ဒီဈေးကိုတက်အောင်ဒီ transport လုပ်ပေးတဲ့ company တွေနဲ့ဘယ်လိုညှိမလဲဆိုပြီးအဲ့လိုမျိုးသူကဒါဥပမာပေါ့နော် problem တစ်ခုကိုသူကပေးလိုက်တယ်ပေးတဲ့အချိန်မှာအဲ့ဒီအချိန်မှာကိုတင်နေရတဲ့ဘာသာ supply chain management ဒါမှမဟုတ်လေ negotiation ပေါ့နော်အဲ့လိုမျိုးဘာသာဆိုရင်သူကအဲ့ဒီမှာကို explore လုပ်ပြီးတော့ဘယ်လို negotiation မျိုးနဲ့ supplier တွေနဲ့စကားလိုက်ပြောမယ်ဆိုရင်ဒီပြဿနာဖြေရှင်းနိုင်မှာဒီ course ကိုကကြောက်အောင်လုပ်နိုင်မလဲပေါ့နော်ဒါမှမဟုတ် supply chain ဘာသာရွေးသူဆိုရင်လည်း supply chain ရဲ့ဒီ angle နဲ့ပြန်ကြည့်မယ်ဆိုရင်ဒီကုန်းလန်းနဲ့ဟို trucker တွေနဲ့ပို့တာဟိုတခြားဘာနည်းနဲ့ပို့လို့ရအောင်မလဲပေါ့နော်အဲ့လိုမျိုးသူကဒီ problem တစ်ခုကိုပေးပြီးတော့သူကဒီကျောင်းသားတွေကို open လုပ်ပေးလိုက်တယ်သူ guide တစ်ခုတော့ပေးတယ် guidance တော့ပေးတယ်ဒါဆိုတော့ဒီ theory လေးတွေဒါလေးတွေတော့ဖတ်တင်တယ်ဒီနေ့ကဒီအကြောင်းသင်မှာဆိုတော့ကိုကအဲ့ဒါကိုသွားဖတ်ပြီးတော့မှဟောဒါဆိုတော့ဒီ problem ကိုဒီသင်ထားပေးတဲ့ theory တွေဒါတွေ apply လုပ်လိုက်မယ်ဆိုရင်ဒါကတော့အဆင်ပြေသွားမယ်ဆိုပြီးတော့သူအဲ့ဒီပုံစံမျိုး structure နဲ့သွားတယ်ပေါ့ RP မှာဘာသာတိုင်းနေ့တိုင်းသွားတယ်မျိုးနဲ့သွားတယ်နောက်ဆုံးတစ်ခုကောင်းတာကိုကအဲ့ဒီအဖြေကိုထွက်လာပြီကို့အဖြေကလည်းသူများ students တွေအဖြေနဲ့တူတယ်မှာတူမှာပေါ့နော်ဟိုဘာလို့ဆိုတာတခုတည်းမှန်တယ်ဆိုတာမှမရှိတာဘူးအဲ့လိုအဖြေထွက်လာပြီဆိုရင် RP မှာဒီ presentation တွေပြင်ဆင်ရတယ်ပြင်ဆင်ပြီးတော့မှသူကဒီ RP မှာသင်ကြားတဲ့ဆရာတွေကိုဒီအတန်းချိန်ပြီးရင်ဒီမှာနောက်ဆုံးမှာသူကပြန်ပြီးတော့တင်ပြရတယ်ပေါ့ presentation တော့ဘာကောင်းစီလဲဆိုတော့ဒီကိုယ့်ရဲ့ research skill တွေကောင်းစီတယ်ပြီးရင်နောက် presentation ပြင်ဆင်တဲ့ဒီ slide decks တွေပြင်ဆင်တဲ့ဒီ skill တွေပေါ့နော်ဒါတွေကောင်းစီတယ်နောက် presentation လုပ်ပြရတယ်ဒါအတန်းထဲမှာရှိတဲ့လူတွေပုံမှန် RP မှာအတန်း25ယောက်ထိအများဆုံးရှိတယ်လူရှိမှထွက်ပြီး presentation လုပ်ရတယ် group နဲ့ဖြစ်စေတယောက်ချင်းဖြစ်စေ
လုပ်ပြတော့ဥပမာဆိုမြန်မာပြည်မှာလာတဲ့ဟိုကျွန်တော်တို့သင်ကြားခဲ့တဲ့စနစ်ကအတန်းထဲမှာပဲထိုင်ပြီးတော့ဒါဟိုဆရာမပြောတဲ့ဟာနားထောင်ပြီးသင်တော့ကျွန်တော်မှာ communication skill တွေဒီ English စာမှာဆိုလဲ4 skill မှာဒီ listening skill နဲ့ speaking skill တွေအဲ့လောက်ထိမကောင်းဘူးပေါ့နော်မကောင်းတော့ RP ကဒါတွေကိုပြောင်းလဲသွားစေနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီစဉ်းစားကြည့်ပေါ့ဥပမာကိုကနိုင်ငံခြားကိုထွက်ပြီးတော့ဒါမိုးလာသင်နေဆိုရင်နောက်ပိုင်းနိုင်ငံခြားမှာအလုပ်လုပ်ရမှာနိုင်ငံတကာမှာအဲ့တော့နိုင်ငံခြားလူတွေနဲ့ level တန်းတူပဲကိုကဒါသူတို့လည်းလူပဲကိုလည်းလူပဲဒါကို level တန်းတူလုပ်မယ်ဆိုရင် communication ကောင်းမှုလိုတယ်လူတွေကြတော့ဒီ RP ကဒါတော့ကိုအရန် training လုပ်ပေးနိုင်တဲ့ training ground တစ်ခုလိုမျိုးဒါ stepping stone ဖြစ်စေနိုင်တယ်ပေါ့နော်ဒါတော့ကျွန်တော်အမြင်ပေါ့ကျွန်တော်ကတော့ RP ကိုအဲ့ဒါကြောင့်ကြိုက်တယ်ပြီးတော့ तू ကဒီပြဿနာတစ်ခုကိုလည်းဘယ်လိုချင်းကပ်ရမလဲဘယ်နည်းလမ်းနဲ့ဖြေရှင်းရမလဲဆိုတဲ့ဟာကိုသင်ပြီးသားဖြစ်တော့ problem solving တို့အရင်ကောင်းတဲ့ skill set တစ်ခုပေါ့နော် soft skill ဖြစ်တဲ့ဒီ communication skill တွေ presentation skill တွေပေးတယ်လို့ဒီ problem solving skill တို့ဒီကိုမသိတဲ့ကိစ္စတစ်ခုကိုကဘယ်နာ information လိုက်ရှာရမလဲရှာပြီးတော့ဘယ်သူ့ကိုမေးရမလဲပြီးရင်ဘယ်လိုမျိုး apply လုပ်ရမလဲဒါမှမဟုတ်ပြီးရင်နောက်တစ်ခုကကျတော့ dialogue မျိုးဖြစ်စေတယ်ပေါ့ကိုက presentation တင်ပြတော့ဒါတော့ကိုယ့်ရဲ့ဟို research နဲ့ရှာထားတာကြောင့်ဆိုတော့ဒီပြဿနာကိုဖြေရှင်းဖို့တော့ဒါတွေလုံးရင်တော့ဖြစ်မယ်ဆိုတဲ့အချိန်မှာလည်းအတန်းထဲကအကြောင်းတခြားလူတွေက challenge လုပ်လိမ့်မှာကိုမေးတဲ့အဖြေကကိုပြောတဲ့ကိုတင်ပြတဲ့ဒီ solution ကမမှန်ဘူးဒါမှမဟုတ်လည်းမှန်တယ်ဒါမှမဟုတ်ဒီထက်ပိုကောင်းတဲ့ solution ရှိတယ်ဆိုတော့အဲ့တော့ dialogue ဖြစ်စေတော့ကိုယ့်အတွက်လည်း learning process ကအရင်များတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒါ RP ကိုတော့ RP မှာကိုလိုချင်တဲ့ကိုသွားချင်တဲ့ဘာသာရပ်မျိုး diploma မျိုးနောက်ပိုင်းကို bachelor တွေပါတက်ဖို့စဉ်းစားရတယ်ဆိုရင်အဲ့အောက်မှာလည်းဆက်နွယ်တဲ့ diploma မျိုးရှိရဆိုတော့ RP ကိုယူပါလို့ကျွန်တော်ဒါကတော့ဟိုဖြစ်ဖို့တိုက်တွန်းချင်ပါတယ်နောက်တစ်ခုကျွန်တော်တိုက်တွန်းချင်တာကတော့ဒီတခြား poly တွေမှာလည်းသူတို့ရဲ့သင်ကြားပုံကတော့ lecture ပေါ့နော်ဒီဆရာတွေက lecture hall ထဲမှာ lecture ပေးမယ်အဲ့ဒါကိုမှတ်ပြီးအတန်းထဲမှာပြန်ပြီးသင်ကြားမယ်ပေါ့နော်ဟိုအဲ့လိုမျိုးနဲ့သွားမယ်ဆိုတော့ကိုကအဲ့ဒါနဲ့ပို့ပြီး guide တယ်ဆိုရင်လည်းအဆင်ပြေစေနိုင်တယ်ပေါ့နော်အဲ့တော့အဓိကကျွန်တော်ပြောချင်တာကတော့ poly ranking ဘာဖြစ်နေအရေးမကြီးဘူးပထမဆုံးကိုယူမဲ့ဘာသာရက်ကဒီ offer ပေးတဲ့ poly မှာရှိတာပေါ့အဲ့ဒါအရေးကြီးတယ်ပြီးရင်နောက်ဒါကိုသွားမဲ့လမ်းကြောင်းမှာ guide နေလားပေါ့အဲ့တော့ကိုတက်မဲ့နောက်ယူမဲ့ဘွဲနဲ့ကိုသွားခြင်းတဲ့လမ်းကြောင်းဥပမာကိုကဒါ banking ဘက်သွားခြင်းတဲ့ banking မှာအလုပ်မျိုးလုပ်ချင်တယ်ဆိုရင်အဲ့ banking နဲ့ပတ်သက်တဲ့ဘွဲနောက်ပိုင်းယူဖို့အစီအစဉ်ရှိရဆိုရင်အဲ့ banking မျိုး offer ပေးတဲ့ course ကို diploma offer ပေးတဲ့ poly ကိုသွားတင်တယ်ပေါ့နော်အဲ့တော့ဒါကတော့ရွေးချယ်မဲ့အချက်ပေါ့နောက်တစ်ခုကကြတော့ခုနကကျွန်တော်ပြောခဲ့သလိုဒီတင်ကြားတဲ့ပုံစံကွာတဲ့ဟာကိုမူတည်ပြီးတော့ကိုကဘယ်ဟာကို prefer ဖြစ်လဲပေါ့အဲ့ဒါကိုသွားတင်တယ်ကျွန်တော်ကတော့ RP ကိုတော့ဒါ recommend ပေးတယ်ဒါပေမဲ့ RP မှာကိုတင်နေတဲ့ course ကမရှိရဘူးဆိုတော့တခြား poly တွေလည်းဒါအကောင့်တဲ့ poly တွေပဲဒါအကုန်လုံးက recognize ဖြစ်ပြီးသားဆိုတော့ဒါဟိုဖြစ်တယ်ဒီအစီအစဉ်မှာအစင်တန်းမိပြီးသား poly တွေဖြစ်တဲ့အတွက်အကုန်လုံးကတော့ဒါအဆင်ပြေတာပဲပေါ့နော်ဟုတ်အဲ့တော့ဒီအဓိကကတော့ဒီအကုန်ဟိုပေါ့ကျွန်တော် share ချင်တာကတော့ဟို ranking ကိုအရင်တော့ဦးစားပေးပြီးတော့ poly ကိုမရွှေးပါနဲ့ပထမဆုံးကိုလိုချင်တဲ့ course ရှိတာနဲ့ကိုသွားချင်တဲ့ career ကိုကြည့်ပြီးတော့ဒီနောက်သင်ကြားတဲ့ပုံစံကိုအဆင်ပြေတဲ့သင်ကြားတဲ့ပုံစံဖြစ်မလားအဲ့သုံးချက်ကိုအဓိကကြည့်ပြီးတော့မှဒါ poly ကြောင်းကိုရွှေ့ပါလို့ကျွန်တော်ဒါကျင့်ကြံပေးချင်ပါတယ်ဟုတ်ဒါ helpful ဖြစ်မယ်ဆိုရင်တော့ကျွန်တော်လည်းဒါဒီ video လေး share ပေးရကြလို့နှက်ပါတယ်ခင်ဗျဟုတ်ကျေးဇူးပါအားလုံး